တိုင်းရင်းသားအရေးကိုဒီအတိတ်ပဲဖြစ်ဆိုချက်ကကျွန်တော်တို့နိုင်ငံမှာဘာမှမရှိဘူးဟိုတူလေးပဲကိုချုပ်အောင်ဆန်းပြောခဲ့တဲ့ဟိုရှင်းနှစ်ပေါင်းများစွာကအတူတူကနေလာကြတဲ့လူတွေဆိုတဲ့ဒီတပိုက်လေးပဲရှိတာတိုင်းရင်းသားအရေးရဲ့အတိတ်ပဲဖြစ်ဆိုချက်ကဒီကနေ့အထိပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတွင်းမှာနေတဲ့လူတွေအကုန်လုံးကတိုင်းရင်းသားလို့ပြောလိုက်ရင်ပါတယ်ဟို national ဆိုတာပါတယ်နော် citizen ဆိုတာပါတယ်အခုချိန်ထိဟိုတိကျချာတိကျတဲ့အတိတ်ပဲဖြစ်ဆိုချက်တွေမရှိသေးဘူးအဲ့ခါကျတော့အเจ้าမှာဟိုပေါ့ဟိုအเจ้าမှာအရင်တော့ကတိုင်းရင်းသားစာပေများကိုသင်ကြားသိရှိတယ်လို့ပြောခဲ့တယ်ဒါပေမဲ့ပညာရေးဝန်ကြီးဌာနမှာဥပဒေကဘာပြဋ္ဌာန်းထားတယ်ဆိုတော့စာတင်ကျောင်းတွင်ဆရာဆရာမများနားမလည်တော့ဘာသာစကားကိုပြောဆိုခြင်းဟာဟိုအရင်ဆိုင်မှုဖြစ်တယ်လို့ပြောတယ်အခုမြစ်ချင်းနာဟိုဒုတိယပြည်နယ်ပညာရေးမှူးပြောခဲ့တဲ့စကားအခုဟိုဆရာမကြီးပြူကြီးဟိုကျွန်တော်တို့ကွန်ပျူတာကလေးဆင်းလာသူကလည်းပြောတာအခြေခံဥပဒေအရာကဟိုတန်တူဘမှာလည်းမပါဘူးဘယ်ပြည်နယ်မှာမှမပါဘူးအဲ့တော့ဒီ time table ဘယ်လိုဆွဲတယ်ဆိုတော့အဆညနဲ့ဆွဲတယ်အဲ့ဒီခါကျတော့ဟိုလက်တွေ့ပိုင်းမှာဟိုဒီတင်ကြားဖွင့်ကတော့လက်တွေ့ပိုင်းမှာဖြစ်မှာနောက်တမတော်မှာပါရှိတယ်လေဆိုတော့အများကိုယ်ွယ်တော့ဘာသာဟိုမကိုယ်ွယ်တော့သူဒီပုံမှုထက်ပုံရအစ်မတက်ရဆိုတာရှိတယ်ဒါတမတော်အဲ့တော့လွန်ခဲ့တဲ့ကျွန်တော်တို့ချင်းရိုင်းမှာပထမအချိန်တွေ့တဲ့အခါမှာပဲဟိုဝန်ကြီးကောင်မင်းကပြောတယ်ဟာအခုတော့ဒီဥပဒေတွေမတုံးနဲ့လို့သမရအမိန့်ပေးတယ်အဲ့တော့ကျွန်တော်ပြောတာကဝန်ကြီးအမိန့်ပေးရုံနဲ့မရဘူးမပုံတင်ကနေစရအောင်လို့ကျွန်တော်တို့ပြောတာတကယ်ပဲခုနပြောလို့ပေါ့ဟိုသူမျိုးချင်းဘာသာတစ်ခုချင်းကိုပြောတာမဟုတ်ပြင်မဲ့ခြုံပြီးတော့အဲ့လိုဒီတတ်မှတ်ထားတဲ့အခါမှာတော့ဟိုအလိုလိုချင်းတွေးသွားတဲ့သဘောတွေအများကြီးရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟိုအယောင်ဆိုးခံရတဲ့အထက်မှာမီဒီယာပါတာပေါ့နော်ဟိုနှစ်ပေါင်း90လောက်ဟိုပြည်တွင်းမှာရှိတဲ့သတင်းဌာနတွေကဒီအစိုးရရဲ့ဟိုအကြိုက်လိုက်ပြီးတော့ရေးတဲ့အခါမှာကျတော့သတင်းတွေအမှားဖြစ်တယ်နောက်တစ်ခုကတော့သူတို့ကိုယ်တိုင်အလိန်ခံရတယ်ဒီနိုင်ငံတော်ကိုတာဝန်ယူနေတဲ့ခေါင်းဆောင်တွေကိုလည်းအလိန်ခံရတယ်အခုသူချုပ်ဘုချုပ်ဆိုပင်နဲ့အခုကိုနိုင်အနောက်ပိုင်းတိုင်းကနေအဲ့အချိန်မှာသူကဆိုင်ဖာကြီးဝမ်းအဲ့တော့ကျွန်တော်တို့နှစ်ယောက်ကိုကျွန်တော်ဟိုထောက်ပြတာမြချီနာမှာဒီကမ်နိခါချာနေဆိုတာလာစစ်ထုတ်အဲ့တော့ဒီချာနေမှာပါလာတယ်ဆိုတော့ပန်းနန်းတင်ဒီတော့ကနေတော့ပန်းနန်းတင်မှာကာလမ်ပေါက်ပြီးလို့ဒီချာနေတယ်မှာကြီးထားတယ်အဲ့တော့ဟိုဘီကင်းချစ်ကြီးရဲ့ဆိုင်ကကြီးရဲ့အဲ့မှာတက်ထားပြီးတော့တပ်ဖို့ရပြတော့ပါအဲ့တော့တကယ်တော့ဒီကားကိုကြန့်ခိုင်ရင်တုံးပြီးမှသွားတာဟို